ဒီနေ့မှာတော့ကျွန်တော်ကဗီတာမင် A ကနေဇက်တီပါတဲ့ရန်ကုန်တမင်းပေါင်းလေးလုပ်ပြပေးပါမယ်ခင်ဗျာပထမဦးဆုံးအတုံးလေးတွေတုံထားတဲ့ကြက်သားတွေတွေကိုစားရကြက်သားမှုရထည့်ပြီးတော့မှနေပေးလိုက်ပါမယ်ခင်ဗျာပိတ်ရမှာတူဘာမှမချက်ချင်တာမလို့လက်ကူရိုးရှင်းတဲ့ရန်ကုန်တမင်းပေါင်းလေးပဲချက်ပြီးခဲ့ပါတယ်ခင်ဗျာပြီးတော့ရင်တော့ကြက်သွန်ဖြူကိုစီးသက်ပါမယ်ခင်ဗျာကြက်သွန်ဖြူတွေမှုလာပြီဆိုရင်တော့အရသာနှက်ထားတဲ့ကြက်သားတွေကိုထည့်ပါမယ်ခင်ဗျာကြက်သားစာမိမိချမ်းတဲ့ရအသားကိုသုံးနိုင်ပါတယ်ခင်ဗျာကြက်သားတွေမွေးလာပြီဆိုရင်တော့မာတတ်တဲ့အသီးအနှံတွေကိုအရင်ဦးဆုံးထည့်ပါမယ်ခင်ဗျာကြက်သွန်နီပန်းစိမ်မုံလောင်းနီနဲ့ပဲပြားတို့ကိုကျွန်တော်သုံးခဲ့ပါတယ်ခင်ဗျာခရမ်းကျင်ဒီကိုလည်းမာနေရင်မကြိုက်တာမလို့ထည့်ခဲ့ပါတယ်ခင်ဗျာပြီးတော့ရင်တော့ခရုစီနဲ့ပင်းကပြားရဲ့အနောက်ကိုအနှဲငယ်စီထည့်ပါမယ်ခင်ဗျာဒီချာလေးနှံ့တော့မွေနေရင်နဲ့မှအနှဲငယ်လေးဆက်ပြီးတော့မှကြိုပေးရပါမယ်ခင်ဗျာဆိုင်မှာနှလုံးလောက်ပဲပါတဲ့ဥကိုကျွန်တော်သုံးလုံးထည့်လိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ထိုင်ဝမ်မုံညင်းနဲ့ရွှေပဲသီးကိုလည်းထပ်ထည့်ပါမယ်ခင်ဗျာအနည်းငယ်ကြက်ပြီဆိုတာနဲ့ရေကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာရေနည်းများကတော့မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ခင်ဗျာအရသာအပေါ်ငံကိုတော့မိမိစိတ်ကြိုက်မြည်ဆန်းပြီးတော့မှထည့်နိုင်ပါတယ်ခင်ဗျာပြီးတော့ရင်တော့ကော်ရီကိုဖြော်ပြီးတော့မှထည့်ပါမယ်ခင်ဗျာထည့်ပြီးတော့တာနဲ့ကျွန်တော်တို့တိတိကျကျလေးနှံ့သွားအောင်မွေးပေးရပါမယ်ခင်ဗျာအခုလိုပြစ်လာရင်တော့ငရုတ်ကောင်းလေးအုပ်ပြီးတော့မှဥချလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့ပိတ်ရက်မှာလွယ်တကူလှုပ်ရှားလို့ရတဲ့ရန်ကုန်ထမင်းပေါင်းလေးရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ